Здравствуйте, အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကရုရှားအခရာတွေကအတန်ထွက်ခတ်တဲ့စလုံးလေးတွေရှိပါတယ်အဲ့ဒီကနှလုံးကိုပြောပြသွားမှာဖြစ်ပါတယ်တစ်လုံးကတော့ re သူကမြန်မာအခရာရောက်ကောက်နဲ့အတန်ဆင်ပါတယ်သူမဲ့ဒါမဲ့သူကတုံနေတဲ့အတန်လေးပါတယ်အဲ့တော့ထွက်တောင်းများထွက်ကြည့်ပေးပါပြန်ထွက်ပြပါမယ် re ဟုတ်ပါပြီနောက်တစ်လုံးကတော့ je ဖြစ်ပါတယ်သူကကငယ်ရပင်ရပလက်သက် je နဲ့နည်းနည်းဆင်နဲ့သူကပို့ပြီးတော့ hat sound ဖြစ်တယ်အဲ့တော့စောင့်ပြီးထွက်တဲ့အတန်မျိုးပေါ့နော်တဖုံးနဲ့ထိပြီးတော့စောင့်ထွက်တဲ့အတန်မျိုးလေးပါထွက်ကြည့်အောင်ပါ je အဲ့ဒီအတန်လေးတွေထွက်တတ်အောင်များနားထောင်ပြီးတော့များထွက်ကြည့်ပေးပါတည်ကျင်တာလေးတွေရှင်းရင်လည်း comment မှာမှတ်သွားပေးပါခင်ဗျာနောက်ထပ်ဗီဒီယိုလေးတွေမှာတွေ့ကြရအောင်ပါပကာ